ကဘာစီးပွားရေးပြက်ကတကြော့ပြန်လာနိုင်လား ဒီရေလက်ကြားလေးတစ်ခုတည်းကြောင့်ကမ္ဘာစီးပွားရေးကြီးတစ်ခုလုံးကမောက်ကမဖြစ်သွားနိုင်တယ်လို့သင်ယုံမလားဟုတ်ပါတယ်2008ခုနှစ်ကဖြစ်ခဲ့တဲ့ကမ္ဘာစီးပွားရေးပြက်ကကြီးလိုမျိုးနောက်တစ်ချိန်ထပ်ဖြစ်လာတော့မယ့်အန်တရယ်နဲ့ကျွန်တော်တို့ရင်ဆိုင်နေရပါပြီ Bloomberg ရဲ့နောက်ဆုံးသတင်းတွေအရ Rapidan Energy Group ကအရေးကြီးတဲ့သတိပေးချက်တစ်ခုထုတ်ပြန်လိုက်ပါတယ် အဲ့ဒါကတော့ကမ္ဘာရေနံတွေရဲ့အသက်သွေးကြောဖြစ်တဲ့ဟော်မုရေလက်ကြားသား လာမယ့်နွေရာသီအထိဆက်ပြီးပိတ်ထားရမယ်ဆိုရင်ကဘာစီးပွားရေးဟာလုံးဝအကျက်ရိုက်သွားလိမ့်မယ်ဆိုတာပါပဲ ဘာလို့လဲသိလားဒီနေရာကနေကပ္ပရေနံတင်သင်းမောအများစုဖြတ်တန်းနေရလို့ပါဒီနေရာသာပိတ်မိရင်ရေနံဈေးတွေထိုးတက်မယ်ရေနံဈေးတက်ရင်ကုန်ဈေးနှုန်းတွေအကုန်လိုက်တက်မယ်နောက်ဆုံးကပ္ပစီးပွားရေးကြီးတစ်ခုလုံးနှေးကွေးသွားပြီးအကြီးကျယ် recession ဖြစ်လာပါလိမ့်မယ်2008တုန်းကစီးပွားရေးအကျပ်တဲဘလောက်ဆိုးခဲ့လဲမှတ်မိကြအောင်ပဲထင်ပါတယ် အခုအချိန်ကအဲ့ဒီတုန်းကထပ်ပိုဆိုးလာနိုင်တယ်လို့ပညာရှင်တွေကဆိုနေကြပါပြီ လာမယ့်လအနေငယ်အတွင်းကပ္ပစီးပွားရေးဘလို့ပြောင်းလဲမလဲဆိုတာတကယ့်ကိုစောင့်ကြည့်ရတော့မယ့်အနေထားပါ ဒါကတော့ကဘာကြီးရဲ့လက်ရှိအခြေအနေပဲဖြစ်ပါတယ်အားလုံးပဲသတိနဲ့ပြင်ဆင်ထားကြပါ